နေ့စဉ်ဒေသနာဝေငှခြင်းအစီအစဉ်မှာအလုံးကိုသခင်ယေရှုနာမ၌မင်္ဂလာပါလို့နှုတ်ခွန်းဆက်တာတလို့ဤနှုတ်ကပတ်တော်မြတ်ကိုနေရာဒေသအသီးမှခံယူကြတော့ဓမ္မမိတ်ဆွေရောင်းစီတိုင်းကိုလည်းအထူးပင်ကျေးဇူးတင်ကြောင်းမာနနေဖြင့်ပြောပြရစေကျွန်တော်ယနေ့တရက်တာအတွက်မိမိရဲ့အတ္တတာကိုတည်ဆောက်မိနှုတ်ကပတ်တော်မြတ်ဤခေါင်းစဉ်ဟာလူဟောင်းကိုချွတ်ပယ်၍လူသစ်ကိုယူတင်ဝစ်ဆောင်ပါအခြေပြုတမချန်းစာနှုတ်ကပတ်တော်မြတ်တစ်ပိုက်ကိုဖတ်မှာဖြစ်ပါတယ်ဧဖက်အခန်းကြီး၄အခန်းငယ်22မှ24အထိဖြစ်ပါတယ်ယခင်တင်ကျင်လေဘူးသူဘဝမျိုးဖြစ်သောတက်မတ်လက်ဖြာခြင်းယိုယွန်းပုတ်ပြတ်သောလူဟောင်းကိုချွတ်ပယ်၍စိတ်နှလုံးသဘောအသစ်ကိုရရှိပြီးလျင်တန့်ရှင်းခြင်းပါရမီနှင့်မှန်သောဖြောင့်မတ်ခြင်း၌ဖျားသခင်တူအောင်ဖန်ဆင်းသောလူသစ်ကိုယူတင်ဝစ်ဆောင်တော်မူမည်အကြောင်းတည်းတမန်တော်ကြီးရှင်ပေါလုကရှင်းလင်းပြတ်သားစွာဖြင့်ဧဖက်အသင်းတော်မှာရှိသောယုံကြည်သူတွေရဲ့အတ္တတာကိုမိကဲ့သို့ရှောက်လန်းကျင်လည်ကျက်စားဖို့ရန်အတွက်ပြတ်သားစွာဖြင့်တုံ့တင်ထားပါတယ်ယခင်ကဆိုတာကလူဟောင်း၏အတ္တတာကိုဖော်ပြနေပါတယ်ငကိုမူလကတင်တို့ကျင်လည်ကျက်စားသည့်အတ္တတာမျိုးနော်လူဟောင်း၏အတ္တတာတက်မှတ်ခြင်းလှည့်ဖြားခြင်းယိုယင်းပုတ်ပြတ်တတ်သောအရာတို့ကိုချွတ်ပယ်စေပါတနည်းအားဖြင့်ဒီအရာသည်ယေရှုခရစ်တော်ကိုမယုံကြည်ကမလက်ခံခင်ကအသက်တာမျိုး၌အသက်ရှင်ကောင်းအသက်ရှင်ခဲ့လိမ့်မယ်။သို့တော်ညာလည်းယနေ့သင်တို့သည်ခရစ်တော်ကိုယုံကြည်ပြီးသောသူဖြစ်သည့်အတွက်ခရစ်တော်ကိုယူတင်ဝတ်ဆောင်ဖို့ရန်အတွက်ပုံသင်ထားပါလေ။ခရစ်တော်ကိုယူတင်ဝတ်ဆောင်တယ်ဆိုတာကအသစ်တော်နှလုံးသားနှင့်ဆင်းတော်မူသောဖျားသခင်၏တန်တော်ကဲ့သို့နော်အသစ်တော်အတ္တတာနဲ့ဆောက်တည်ရမည်အကြောင်းကိုသို့တင်ထားပါလေ။တော်တို့အယောက်စီတိုင်းတို့သည်လူဟောင်း၏အတ္တတာ၌ကျင်လည်ခြင်းမဟုတ်ပေခရစ်တော်ကိုရရှိပြီးသည့်နောက်သခင်ယေရှုခရစ်တော်ကိုနှလုံးသား၌ယူတင်ဝတ်ဆောင်သောသူတွေဖြစ်ဖို့ရန်အမတန်မှအရေးကြီးပါလေ။ဒါကြောင့်ယနေ့နှုတ်ကပတ်တော်မြတ်ခေါင်းစဉ်ကလူဟောင်းကိုချုပ်ပယ်၍လူသစ်ကိုယူတင်ဝတ်ဆောင်သောအတ္တတာ၌မိမိရဲ့အတ္တတာကိုတိဆောက်ဖို့ရန်အရေးကြီးတယ်ဆိုတာကိုဖော်ပြထားပါတယ်။ဒီနေ့ကျွန်တော်တို့စဉ်းစားစရာရှိပါတယ်။လူဟောင်းဆိုတာပါတယ်။အတ္တတာအဟောင်းကိုဖော်ပြနေခြင်းဖြစ်ပါတယ်။ခရစ်တော်ကိုမရရှိခင်ကသင်ရဲ့အတ္တတာမှာဘယ်ကဲ့သို့ဆူမိုက်ခဲ့ဒီနေ့ခရစ်တော်ကိုရရှိပြီးဒီနောက်ပိုင်းမှာဟောင်းသောအရာကိုချွတ်ပယ်သောသူတွေဖြစ်ဖို့ရည်ကြီးတယ်။ဥပမာအနေဖြင့်ပြောရမယ်ဆိုလို့ရှိရင်ရှောလူရဲ့အတ္တတာမှာမျက်မှောက်တော်၌ခရစ်တော်ကိုယုံကြည်သောသူတွေကိုလိုက်လံဖန်ဆီးရိုက်နှက်နှိပ်စက်သောပုဂ္ဂိုလ်တူဖြစ်ပါတယ်။သို့တော်ညာလေသူကိုယ်၌ကခရစ်တော်ကိုယုံကြည်လက်ခံပြီးသည့်နောက်ပိုင်းမှာခရစ်တော်အတွက်ရဲတော့ပေးဆက်ခဲ့ဒီချင်းရကိုကြည်ချင်အဖြစ်ပထမအပိုင်းမှာခရစ်တော်ကိုယုံကြည်သောသူကိုညှင်းဆဲနှိပ်စက်ခဲ့တော်လေဒုတိယအပိုင်းမှာသူ့ရဲ့အတ္တတာကိုခရစ်တော်ကိုယူတည်ဝတ်ဆောင်ပြီးနောက်ဘဝအသစ်နဲ့ရှောက်လန်းခဲ့တယ်ဆိုတာတွေ့ရပါတယ်။နောက်ထပ်ဥပမာတစ်ခုကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကရင်လူမျိုးတွေထဲမှာရှိတဲ့ဖူးကိုတာကြီးရဲ့အတ္တတာပထမကမိုက်မဲတယ်ပထမကသူ့ရဲ့အတ္တတာမှာလူတွေကိုတက်ကောင်တက်ခတ်မယ်လူစရိုက်တွေကိုသူပြုကောင်ပြုခဲ့မယ်ဒါပေမဲ့သခင်ရှုခရစ်တော်ကိုရပြီးသည့်နောက်ပိုင်းမှာသူ့ရဲ့နှလုံးသားကနူးညံ့သိမ်မွေ့တယ်ဆိုတာတွေ့ရပါတယ်ဒီချင်းရကိုကြည့်ချင်းအဖြစ်လူဟောင်းဆိုတာပါလေလူဟောင်းဆိုတာကျွန်တော်တို့ရဲ့အတ္တတာအဟောင်းကိုချွတ်ပယ်ပြီးတော့အတ္တတာအစ်စ်ကိုဒီဆောက်မှုကိုပေါ်ပြနေခြင်းဖြစ်ပါတယ်ဒုတိယအပိုင်းအနေနဲ့လူသစ်ကိုယူတည်ဝတ်ဆောင်ပါလူသစ်ကိုယူတည်ဝတ်ဆောင်တယ်ဆိုတာဘာကိုဖော်ပြချင်တာလဲခ
ခရစ်တော်၌ရှိသောအသက်တာဖြစ်ပါတယ်ဖျားသခင်နဲ့တူအောင်ကျွန်တော်တို့ရဲ့အသက်တာကိုပြန်လည်ပြီးတော့တည်ဆောက်သောအသက်တာဖြစ်ဖို့ရည်ကြီးပါတယ်ဖျားမှာရှိတော်သဘောကျွန်တော်တို့မှာရှိဖို့ရည်ကြီးတယ်ကောရိန္သုဒုတိယစာဆောင်ခန်းကြီးကအခန်းငယ်7ခုမှာလူတစ်ကိုယူတင်ဝတ်ဆောင်သောအသက်တာကြောင့်ဖော်ပြထားပါတယ်လူမည်သည်ကခရစ်တော်၌ရှိအသက်ပြည့်ပြည့်သောတတ္တဝါဖြစ်တယ်ဟောင်းသောအရာတို့သည်ပြောင်းလဲ၍ခတ်သိမ်းသောအရာတို့သည်အသက်ဖြစ်ကြပြီယနေ့ကျွန်တော်တို့သည်ကိုယုံကြည်သူတို့တတ်မဲ့တော်များလဲတင်းရဲ့အသက်တာသည်ခရစ်တော်၌မရှိသေးဘူးဆိုလို့ရှိရင်ပြည့်ပြည့်သောတတ္တဝါမဟုတ်သေးဘူးအသက်ပြည့်ပြည့်သောတတ္တဝါဖြစ်ဖို့ရန်အတွက်တင်းရဲ့အသက်တာခရစ်တော်အထဲ၌ရှိဖို့အတွက်အရေးကြီးပါအဲ့ဒီလိုပဲခရစ်တော်သည်လည်းတင့်အထဲ၌အုပ်ဆိုးခွင့်ပေးဖို့အရေးကြီးတယ်။သို့မှသာလေဟောင်းသောအရာတို့သည်ပြောင်းလဲမယ်။ဟောင်းသောအရာတွေပြောင်းလဲမှသာတိမ်သောအရာတို့သည်အဖြစ်ဖြစ်ကြမယ်။အဲကြောင့်မို့ဓမ္မမိတ်ဆွေရောက်စီတိုင်းတင့်ရဲ့အတ္တတာကျွန်ုပ်တို့ရဲ့အတ္တတာမှာလူတစ်ကိုယူတည်ဝတ်ဆောင်တော်သူတွေဖြစ်ဖို့အတွက်အရေးကြီးပါလေ။နှုတ်ကပတ်တော်မြတ်ခေါင်းစဉ်ကသုံးသင်ထားတယ်လူဟောင်းကိုချွတ်၍လူတစ်ကိုယူတည်ဝတ်ဆောင်ပါလို့ကျွန်တော်တို့ကိုတိုက်တွန်းလို့ဆိုခဲ့တဲ့အတိုင်းယနေ့မှစယူကျွန်တော်တို့ရဲ့အတ္တတာဒီနှုတ်ကပတ်တော်မြတ်ကိုခံယူပြီးသည့်ချိန်မှစပြီးကျွန်တော်တို့ရဲ့အတ္တတာမှာဟောင်းသောအရာညှဉ်းညူသောအရာမသက်ရှင်းသောအရာကိုချုပ်ပယ်ပြီးတော့အတ္တတော်အတ္တတာ၌လူတစ်ကိုယူတည်ဝတ်ဆောင်ခြင်းအပြင်ဘုရားသခင်ရဲ့ဘုန်းတော်ကိုထင်ရှားသောသူတွေဖြစ်ပါစေလို့ကျွန်တော်ဝေငှကြီးဒီခုချုပ်ပါတယ်ဒီနှုတ်ကပတ်တော်မြတ်အဖြစ်ကြားနာသူရောက်စီတိုင်းပေါ်ဘုရားသခင်အစီအမြဲကောင်းကြီးပေးပါစေအာမင်